ဒီနေ့မှာတော့အဲ့ဒီ chaos clash ကိုထပ်ဆော်အောင်ပါသဘောကျလို့အမှဒီ S4 လေးတွေဝင်သွားလို့ရှိမှ chaos clash ဆိုတဲ့ဥစ္စာလေးကိုရှိရဲအမှ lobby လေးထောင်ပြီးတော့ကိုကြိုက်နေတဲ့တငယ်ချင်း2ယောက်ကိုခေါ်လိုက်စုစုပေါင်း3ယောက်ပဲကစားလို့ရတာဒီနေ့မှာတော့ new တငယ်ချင်း2ယောက်ကို new ခေါ်ထားပါတယ် rain နဲ့ Guan တို့ကိုခေါ်ထားတာပဲဖြစ်ပါတယ်ဒါလေးကတော့ဒီမှာ fragment တွေမသိဘူးဆိုလို့ရှိရင်ဒီမှာ guide အနေနဲ့လာကြည့်ပြီးတော့ဒီမှာအဆင်ပြေတဲ့ဟာလေးတွေကို set ဖို့အတွက်ကိုလာပြီးမှတ်သားထားလို့ရရပေါ့နော်စကားတွေအများကြီးပြောရင်အမှားတွေအများကြီးပါပြီးတွေတွေအများကြီးဆင်လို့တခါလဲ let's go စရအောင်ထုံးစံတိုင်းပဲအုပ်ကြီးပဲကင်မယ်ဒါပေမဲ့ကိုဘိုမိအောင်လဲကင်ကြအောင်နော်စကားအပြတ်ထောက်လို့ရတဲ့ဟာတွေကိုကင်အဲ့ဆိုပို့အဆင်ပြေတယ်စွတ်စွတ်မှာအားလုံး6ပွဲကစားရတာကျမတို့ရဲ့ squad နာမည်ကတော့ Northern နဲ့ပွဲဝင်သွားဆိုအဓိက fragment ဒီ fragment မှာကိုနဲ့သက်ဆိုင်တာကိုယူရမယ်ညီကတော့ mage ကင်ထားတာဖြစ်တဲ့ကြောင့်ဒီဘက်ကဟာကိုယူလိုက်တယ်မသိလို့ရှိရင်လည်းလက်မပြထားတဲ့ဟာကိုယူလို့ရဟေးကျမဒီပွဲမှာ mage လို့ဆော့မှာမဟုတ်လို့ကျမ mage လို့ပြောတာနော်ကျမကင်ထားတာ fighter role ဆိုတော့လည်းကျမသိရတော့တနေ့ဆရာကြီးတွေကလာမှန်းအောင်ပဲ comment ထဲမှာ fighter ကြီးကင်ပြီး mage ပြောနေရလားဆိုပြီးငါတို့ကလည်း first ဆက်စချင်း round 1မှာဘလို့300လုံးမိအောင်ကောင်းလိုက်တာဟာဒီမှာ300လုံးလေးပါမြောက်တော့သွားပြီကျမရဲ့စကတ်အောက်မှာသူကရွေးထွက်သွားတာပေါ့ကွယ်ကျမတို့နိုင်တော့မယ်ချင်းနဲ့ကျမတို့နိုင်ပါပြီရှင်အကုန်လုံးလက်ခုပ်တနေနဲ့အားပေးကြပါအောင်ရှင်ဒီကောင်မဲကြံခဲ့ရလေ first round မှာတော့ကျမတို့နိုင်သွားပါရှင် round နိုင်တာနဲ့ level တွေကခုံတက်သွားတာဖြစ်ပြီးရော fragment တွေကရွေးကိုရွေးရပါတယ်ကျမကတော့ဒီဘက်က live see ဆိုတဲ့ဟာကိုပဲယူမှာဖြစ်ပါတယ်ရှင်ကျမနဲ့ဂွမ်းတုံလေးကတခါတည်းအမှကိုဘိုတွေကိုအဲ့လိုတွေမိနေတာအဲ့လိုတွေမိနေတာ तू က ultimate တုံးကျမခုံအုပ်ပြီးပြီလေဒါပဲဘလို့ AC ကိုလေဘလောက်မှတော့မကြောက် round တစ်ပွဲရလေ AC ကို तू နဲ့ तू နိုင်သွားတာကဲအခုကတော့ round 2ကိုနိုင်သွားပြီပေါ့နော် तू ကနိုင်နေဆိုလို့ရှိရင် level က2ဆင့်ခုံတက်သွားတယ်ကဲဒီမှာကျမဘာယူတော့လဲဒီဘက်ကဟာလေကျမညာဘက်ကဟာပဲကျမယူလိုက်မယ်နော်ဒီက CC reduction လောက်တာပေါ့ခူးတောင်း short ချတဲ့ဟာပဲကျမယူလိုက်ပါမယ် round 3မှာလည်းကျမတို့က hot လို့ကိုဘိုတွေကမိနေတာအကားရပါရသူကလည်းအဲ့ဒီမိနဲ့တောက်ချပလိုက်တယ်ကျမကလည်းတောက်လိုက်တယ်ပြီးရောဟာ round 3ကိုလည်းကျမတို့နိုင်သွားပြန်ပြီ round 3ကိုနိုင်သွားတာဒီမှာ level 7နဲ့ level 8ထိတက်သွားပါတယ်ရှင်ကျမဘယ်ရရင်ကောင်းမလဲရှင်ဒီ round မှာတော့စတွေ့ရပဲဟေးနနာကြီးပါလာလား round 4မှာနနာမဂျိုးမွေးနေတာနနာမနင်ကလည်းနောက်ကြလို့ရှိရင်နောက် round မှာစုံတွေ့ကြပြရပါဟဲ့ဒီ round 4မှာကျမတငယ်ချင်း rain နဲ့ဟိုဘက်ကအခိုင်းဆိုတဲ့ဟာကြီးပဲကြံခဲ့ရပါရှင်ဘာသူရုံးမှာမလဲဆိုတော့ကျမသိနေတဲ့ဟိုအခိုင်းကြီးကလည်း ultimate ကြီးရှိရတဲ့ကြောင့်သူ့နောက်တက်လို့မရသူ ultimate ကြီးနဲ့ကန်ထုတ်မှာဒီဘက်က rain ကလည်းသူက frame shot ရှိလို့ frame shot နဲ့သူကကန်ထုတ်မှာအဲ့ Bruno လည်းဆိုတော့ကြည့်လိုက်တော့ပြိတ္တကြီးဟိုဘက်အခိုင်းကစက်နေရုံးလာနေပြီရုံးမှာပြသူ့ ultimate ကြီးနဲ့ဟိုဘက်နားနေတယ်ကျမတငယ်ချင်းလည်း frame ကလည်းပြောင်းဝင်လာတာပေါ့သူလည်းသွေးရောက်နေပြီအဲ့မှာ frame shot နဲ့မှားပြီးတော့ကျမတငယ်ချင်းဟိုဘက်ထွက်သွားတော့သွားကဲဒီခါကျလို့ရှိရင်တခြားရွေးရတော့မှာဖြစ်ပါတယ်ဒီမှာ attack and defense ဆိုတာကိုပေးရဒီမှာ attack ကိုပေးရညီကတော့ဒီဘက်က attack and defense ကိုပဲဒီမျိုးယူလိုက်ပါမယ်ကျမတို့တပွဲပဲရှုံးသေးရနော်အခုကျမတို့ round 5ကိုပြိုင်နေပြီအဲ့ချိန်မှာကျမနဲ့ကျမတကယ်ချင်းအော်ကျမတယောက်ကိုပဲမိတယ်ကျမဆုတ်ချက်တွေပွဲပြီးပြတ်ကြည့်ရဒီ round 5ကိုတော့ကျမတို့အသာစီးနဲ့နိုင်သွားပါတယ်ရှင် level ကတော့10တက်သွားပြီ fragment 2ခုပေးရဘာယူရင်ကောင်းမလဲပြိတ္တကျမကတော့ဒီဘက်ကဟာလေးကိုပဲယူလိုက် attack speed တက်တာပဲယူမှာပေါ့ဒါကတော့ by round လို့ခေါ်ရတာ round လေးရဲ့ bye byeစားပါရှင်ဒါလေးကတော့ဒီခရီကိုတာတာပေါ့နော်ဟိုဘက်ကပွဲစော့နေတဲ့သူကရှိရဲပွဲစော့နေတဲ့သူကပွဲမပြီးမချင်းဒီခရီကမသေးဘူးပေါ့နော်အဲ့ဒါကိုမသေးမချင်းတက်နေတဲ့သူကတော့အယူပေါ့နော်ဆိုတော့ကျမတို့က level 10ပြီပေါ့ level 11ကိုရောက်သွားပြီကဲဒီမှာကတော့တိတိကျကျလေးကို view စိုက်ပြီးရွေးရတော့မယ် fragment ပဲဖြစ်ပါတယ်ဒီမှာကတော့ညာဘက်ကဟာပဲယူလိုက်ပါတယ်ကျမနဲ့ကျမတကယ်ချင်းဘလောက်တောင်ကွန်ဘိုမိလဲဆိုတော့ဒီမှာပဲကြည့်လိုက်တော့3ယောက်ကြီးကိုကျမဟိုကလည်း3ယောက်မိကျမလည်း3ယောက်မိကောင်းတော့အဲ့လိုဖြစ်နေရမှာအဲ့ဒါဆိုပြီးွား AC နိုင်တယ် round 7ကိုလည်းကျမတို့ဘက်ကနိုင်သွားရပေါ့နော်ကဲကျမတို့နဲ့ဘယ်အသင်းနဲ့တွေ့ပြီးလဲတလားနောက်ဆုံး final ဖြစ်တဲ့အဲ့ဒီဖတ်တီးပုတ်တို့အသင်းနဲ့တွေ့ရပေါ့ဒီမှာဆိုလို့ရှိရင် fragment 2ခုတောင်ရွေးခိုင်းတယ်ကျမဘာယူမယ်ထင်တယ်တလားဒီ cooldown reduction short တဲ့ဟာပဲကျမယူပြမယ်လို့ကျမစဉ်းစားနေတယ်ဒါပဲကျမယူလိုက်မယ်နေတော့မှားပြီမလားခံလေခံအဲ့တော့ငါပြောတာနေတော့ဖတ်တီးပုတ်တို့အသင်းကိုနိုင်သွားတော့ပြောတာမရှိဘူးကဲဒီမှာဘာယူကောင်းမလဲ damage spread ပဲယူလိုက်မယ် damage spread ပဲယူလိုက်မယ်ဒီဘက်ကဟာတော့မယူတော့ဒီ round 9ကိုတော့ဘယ်သူပဲအဖွဲ့ရင်နိုင်မယ်လို့ထင်လဲကျမတို့ကအားလုံးပေါင်းကိုမိနေရဆိုတော့ကျမတို့ပဲနိုင်မှာပေါ့ပြိတ္တကြီးရဲ့ဘယ်သူနိုင်မှာလဲဒီ fragment 2ခုထဲမှာကျမဒီ precision ဆိုတဲ့ fragment ကိုပဲကျမယူမယ်ဘာကြောင့်ပုံလဲဆိုတော့ကျမတို့ဒါ final ပွဲကြီးကျမတို့တပွဲပဲရှုံထားသေးရဲ့ဟုတ်တယ်မလားအဲ့တော့ကျမတို့ဆက်ရှုံလို့မရတော့သူတို့ဒီပွဲမှာအနိုင်တက်နိုင်ကျမတို့လုံးဝနိုင်ပြီဟဲ့ငါတို့ဘက်ကမစောင့်နိုင်လို့ပွဲကိုစတာနော်ငါတို့ဘက်ကတက်တိမရှိလို့လာမစရဲတာလို့မထင်လိုက်နဲ့ဦးနော်ဒီနာနာမဇိုးသူမတက်ချင်တာမလေးနာနာဟွာထွက်လာသူတို့တေးတာသူတို့မသိဘူးလာစမ်းနေတို့နှစ်ယောက်ဘဲကိုပြေးမှလဲလီယာမသိပြီလားမသိအဲ့စမသိတော့မတော်နေကောင်းအမလီလောက်တော့ငါကန်ကောင်းလို့မသိဝါမွေးကတေးတော့မှာရမလေးငါတကယ်ချင်းကိုလုံးချင်တာငါတကယ်ချင်းကိုလုံးချင်နေတာဒီဘိုက်ဘူးရတခါရှင်းလိုက်တော့ဟေးအလုပ်တွေရမ်းရှုပ်လာပြီမသိဘူးလားအဲ့ကောင်မသိဘူးလားဟေးကောင်းလိုက်တော့ဟဲ့ victory new video လေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ပရိသတ်ကြီးရေပရိသတ်ကြီးတို့လည်းအခုချက်ချင်းတငယ်ချင်းတွေခေါ်ပြီးအဲ့ဗာလဲ chaos clash ဆိုတဲ့ပွဲကိုသွားဆော့လိုက်တော့ new ရဆော့တာ၄ပွဲ၅ပွဲလောက်ရှိပြီ